ဒီနေ့မှာဆိုရင်မဟုတ်ဒီကိစ္စကိုလာပြီးတော့ဖြည့်ရှင်းပေးတာเนาะဒီမှာဒါကလေဒီလိုမျိုးလေးတချမ်းပါသလိုဒီလိုမျိုးခရမ်းသီးပုံစံလေးလည်းတချမ်းပါပါတယ်ရှင်အဲ့တော့ဘယ်လိုမျိုးလဲအမျိုးသားအမျိုးသမီးရောအသုံးပြုလို့ရတဲ့စက်ပြားလေးပါဒီလိုမျိုးတပူးဝယ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကအမျိုးသားရောကိုရောအသုံးပြုလို့ရတဲ့စက်ပြားလေးเนาะအဲ့တော့သူကဘာတွေကောင်းတာလဲသူကမိချောင်းစီနဲ့လုပ်ပေးထားရိုးရိုးတက်တက်စက်ပြားမဟုတ်ဘူးမြန်မာပြည်မှာဘယ် brand မှမရှိမှာဘူးလို့ oh my စစ်မှာပဲရှိတာအဲ့တော့မိချောင်းစီဆိုတာတဲလေးတို့သိရတဲ့အတိုင်းလုံးဝအရန်မကောင်းမွန်နေကွာเนาะအဲ့တော့အမျိုးသမီးလေးတွေเนาะသုံးလို့ရတဲ့အဖြူစင်းတာတွေရရင်နာစွတ်တာတွေကောင်းတယ် pH level ညီမျှစေပြီးတော့သူတို့ကဒီ private area မှာရှိတဲ့အဆိုတက်ကလေးကိုထိမ့်သိမ့်ပေးသေးတယ်ကွာအရန်မိုက်တယ်လုံးဝကွာသုံးပြီဆိုလို့ရှိရင်အရန်အောင်မလေးကြိုက်ကြတယ်ပေါ့နော်ပြီးတော့အမျိုးသားလေးတွေသုံးမယ်ဆိုလဲပြပြလာအောင်မယ်သူကကြတော့ဒီအကျော်လေးတွေကိုတန်မာစီတယ်ကွယ်ပြီးလို့ရှိရင်ဒီပေါ့နော်သူတို့ကြတော့ဘယ်လိုပြောရမလဲအနတ်သက်တွေရှိရပေါ့နော်အနတ်သက်တွေကင်းစီတဲ့ pH level လေးတွေကိုထိမ့်ပေးတယ်သူတို့အဲ့လိုမျိုးကသုံးလိုက်မယ်ဆိုလို့ရှိရင်ကလုံးဝကို confidence level က so high နေစေတာအဲ့တော့ဒီဟာလေးကတပူးရှိုံနဲ့အမျိုးသားအမျိုးသမီးရောသုံးလို့ရတယ်အမျိုးသမီးတီးတန်လဲဝယ်သုံးလို့ရတယ်အမျိုးသားလည်းသုံးလို့ရတယ်